မင်္ဂလာပါ Wesh Gallery ပိုင်ဆက်အမှုမှကြိုဆိုပါရစေကျွန်တော်ဇော်မျိုးဦးပါကျွန်တော်ဒီနေ့မိတ်ဆက်ရောင်းချပေးမယ်နိုင်လေးက G-Shock GA010 10 year battery နဲ့လာတဲ့ကောင်လေးဖြစ်ပါတယ် 99.99 ပေါ့နော်အသစ်လိုအတန်လေးရမယ် full set ဖြစ်မယ် Randy Cat ကတော့ blank ပေါ့နော်ကျွန်တော်တို့ Urea ဘက်ကတွင်းလာတဲ့အလုံးလေးပေါ့ဒီနိုင်လေးကိုကျွန်တော်ရောင်းချပေးမယ်ဈေးနှုန်းလေးကိုနောက်ဆုံးမှာပြောပြပေးထားပါတယ်ခင်ဗျာနိုင်ရဲ့ပတ်လည် condition လေးဖြစ်ပါတယ်အပုံအဆင့်အနာစာမရှိ official running မပါတာလွဲလို့ပေါ့နော် 99% full set လေးရမှာဖြစ်ပါတယ်ဒီကောင်လေးက Urea ဘက်ကတွင်းလာတဲ့နိုင်လေးပေါ့နော်ကျွန်တော်ရဲ့ဆက်နဲ့ battery ရေးစိုးရေးစိမ်း6လအာမခံပါမှာဖြစ်ပါတယ်ခင်ဗျကျွန်တော်ရှိမှာ COD မရသေးပါဘူးခင်ဗျငွေကြိုလွှဲဝယ်ယူနိုင်ပါတယ်ခင်ဗျငွေလွှဲရောက်ရှိပါက Ray Expert Delivery ကားဂိတ်ရောက်သည့်မြည်သည့်မျိုးနဲ့ကိုမစိုးကျွန်တော်ပို့ဆောင်ပေးပါတယ်ခင်ဗျဒီနိုင်လေးကိုကြိုက်နေတတ်လို့စိတ်ဝင်စားတယ်ဆိုရင်ဖြင့်ကျွန်တော်ရဲ့ TikTok Messenger Facebook Messenger Page Messenger နဲ့39 2500 30 35 39 09 555 400 Fiber ရှိပါတယ်ခင်ဗျာအသေးစိတ်ဆက်သွယ်မင်းမြန်စုံစမ်းဝယ်ယူနိုင်ပါတယ်ခင်ဗျာဒီ model လေးကို showroom မှာအသစ်ဝယ်ဖို့စဉ်းစားထားတဲ့ customer တွေကျွန်တော်ရှိမှာဒီလုံးလေးကိုယူပါခင်ဗျာ 99% အသစ်လိုအတန့် full set လေးကိုကျွန်တော်ဈေးတန်တန်လေးနဲ့ရောင်းချပေးပါမယ်ခင်ဗျာဈေးနှုန်းကိုကျွန်တော်နောက်မှဆက်ပြောပြပေးပါမယ်ဗျဟုတ်ကဲ့ဒီ model လေးကိုကျွန်တော်ပုံမှန်ဈေး3သိန်းအကျော်မှာရောင်းချခဲ့ပူပါတယ်ခင်ဗျာအခုကျွန်တော်ဈေးနှုန်းတန်တန်လေးနဲ့ရောင်းပေးပါမယ်ဗျဒီနိုင်လေးရဲ့ showroom အသစ်ဈေးကတော့4သိန်းခွဲအထက်မှာရှိမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရှိမှာ 99% အသစ်လိုအတန့်လေးဘူးပစ္စည်းစုံလေးကို2,9800 ကျပ်ဖြင့်ပို့ကပါဝင်ပြီးတန်တန်လေးရောင်းချပေးထားပါတယ်ခင်ဗျာဈေးနှုန်းလေးကဟုတ်ကဲ့2,9800 ကျပ်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီတရားဝင် online shop license ဖြင့်ရောင်းချပေးခြင်းဖြစ်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်ရဲ့တရားဝင် online shop license ဖြစ်ပါတယ်ခင်ဗျာယုံကြည်စိတ်ချစွာငွေကြိုလွှဲဝယ်ယူအားပေးနိုင်ပါတယ်ခင်ဗျာ Wesh Gallery ပိုင်ဆက်အမှုမှနှွေးထွေးစွာကြိုဆိုပါတယ်ကျွန်တော်ဇော်မျိုးဦးပါအဆုံးထိကြည့်ရှုပေးသူအားလုံးကိုကျေးဇူးပါခင်ဗျာ